လန်လေးရဲ့ဆက်စချင်းမှာတော့မယ်ရီလို့ခေါ်တဲ့အမျိုးသမီးတယောက်တောအုံနာမှာမနခင်အပြေးလေးကျင်ကန်လုပ်နေတာကိုမြင်တွေ့ရမှာပါ။ဒင်းချိုင်းထဲကနေဖြတ်အပြေးမှာတယောက်ယောက်ကသူ့ကိုစောင့်ကြည့်နေတယ်လို့မျိုးမယ်ရီရုတ်တရက်ခံစားလိုက်ရပါတယ်။အကွာဝေးတစ်ခုကနေသူ့ကိုတိတ်တဆိတ်ဓာတ်ပုံခိုးရိုက်နေတယ်ဆိုတာကိုသိလိုက်ရတဲ့အခါကြောင်းလက်တကြားနဲ့အဲ့ဒီနေရာကနေချက်ချင်းပဲထွက်ပြေးပါတော့တယ်။တိတ်မကြခင်မှာပဲစောင့်ကြည့်နေတဲ့အမည်မသိအမျိုးသားကသူ့နောက်ကိုထက်ချက်မကွာလိုက်ဖမ်းมาတော့တယ်။မယ်ရီတယောက်အသက်လူပြီးပြေးနေရင်နောက်ဆုံးမှာတော့အဲ့ဒီအမျိုးသားကိုမိစီတစ်လုံးနဲ့ထိုးလိုက်နိုင်ပြီးတတိလက်သွားအောင်လုပ်နိုင်ခဲ့ပါတယ်။အထိတ်တလန့်နဲ့မယ်ရီကတောအုပ်ထဲကနေကားမောင်းပြီးအမြန်ထွက်ပြေးလာခဲ့ပါတယ်။အိမ်ရောက်တာနဲ့လုံခြုံရေးစနစ်တွေကိုချက်ချင်းဖွင့်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲအိမ်ကြီးချင်းဖြစ်သူကြောင်းရောက်လာပြီးမယ်ရီကားမောင်းလာတော့သူ့ရဲ့ပန်းချံကိုဝင်တိုက်သွားတယ်ဆိုပြီးဒေါသတကြီးလာပြောပါတယ်။စကားများပြီးသွားတဲ့နောက်မှာတော့မယ်ရီကခုနကထူးဆန်းတဲ့အမျိုးသားစီကပါလာတဲ့ဓာတ်ကိုသူကင်ထားမိနေစေဆိုတာကိုသတိထားမိသွားပါတယ်။အဲ့ဒါကိုစိုက်ကြည့်နေရင်လွန်ခဲ့တဲ့3နှစ်ကအတိတ်ကိုပြန်လည်သတိရသွားပါတယ်။အဲ့ဒီချိန်တုန်းကကျွမ်းကျင်အင်ဂျင်နီယာတယောက်ဖြစ်တဲ့မယ်ရီနဲ့သူ့ရဲ့ခင်မောရောဘတ်တို့ကသမီးလေးကယ်လီကိုသူတို့ရဲ့အိမ်သစ်ကြီးစီကိုလိုက်ပြနေခဲ့တာပါ။အဲ့ဒီအင်ကြီးကမယ်ရီကိုရိုင်းဒီဇိုင်းဆွဲထားတဲ့အစင်းမြင့်နီးပညာသုံးအင်ကြီးဖြစ်ပြီးမီးတွေအပူချိန်တွေကအစားအိမ်သုံးဆောင်တွေအားလုံးကိုဖုန်းနဲ့စမတ်နာရီကနေတစ်စင်းထိန်းချုပ်လို့ရပါတယ်။ဒူးတန်ရပြင်းထန်စွာရထားလို့လမ်းကောင်းကောင်းမရှောင်နိုင်တော့တဲ့သမီးလေးကယ်လီတွားရလာရလွယ်ကူအောင်ဒီနီးပညာတွေကိုတခြားပန်နီးထားပေးခဲ့တာပါ။မယ်ရီကလုံခြုံရေးကင်မရာတွေကိုစစ်ဆေးဖို့စောင့်ကြည့်ရေးအခန်းထဲဝင်သွားပါတယ်။ဒီချိန်ထဲမှာပဲကားကူတောင်တွေကသတိလစ်နေတဲ့အမျိုးသားကတပြေးပြေးသတိပြန်ရလာပါတယ်။သူကကားနောက်ဖုန်းထဲကနေတွားသွားပြီးထွက်လာတာကိုကြည့်ရင်မယ်ရီကသူ့ကိုအိမ်ကိုတမင်တက်တက်ဖမ်းခေါ်လာတယ်ဆိုတာကိုထင်ရှားသွားပါတယ်။ဒီနေရာနေစပြီးမယ်ရီတေချာစီစဉ်ထားတဲ့ထောင်ချောက်ကအသက်ဝင်လာပါတော့တယ်။အဲ့ဒီမျိုးသားမြောက်ခန်းထဲကိုဝင်သွားတဲ့အခါကျန်းတဲ့တိုက်ခိုက်မှုတွေနဲ့သက်ဆိုင်တဲ့တပ်ပုံတွေဒေဝင်မတန်းတွေကိုသူ့ဝင်းကျင်မှာအပြစ်ချိတ်ဆွဲထားတာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်မယ်ရီကသတင်းကြေညာချက်တစ်ခုကိုဖွင့်ပြလိုက်ပါတယ်။သတင်းထဲမှာအမျိုးသမီးတွေဇက်တိုက်အသက်ခံရတဲ့အကြောင်းပါဝင်ပြီးဒေဆုံးသူတွေအားလုံးကသပင်အညိုရောင်အရန်မောင်းနဲ့မျက်နှာပေါက်စင်တူကြတယ်လို့ဆိုပါတယ်။2015ခုနှစ်မှာ Oregon ပြည်နယ်ကတစ်လုံးအိမ်လေးနားမှာပထမဆုံးသားကောင်ရဲ့အလောင်းကို FBI ကတွေ့ခဲ့ပါတယ်။အမျိုးသမီးဟာအရှင်လက်လက်မီးရှို့တက်ခံခဲ့ရပြီးသူမရဲ့ရှာကိုပလင်းထဲမှာထည့်သိမ်းထားတာကိုတွေ့ခဲ့ရပါတယ်။လူသက်သမားဟာလူ3ယောက်တက်ပြီးတိုင်းတခြားနိုင်ငံတစ်ခုကိုပြောင်းရွှေ့တက်ပါတယ်။ပထမဆုံးမှုခင်းဖြစ်ပွားရာနေရာကတစ်ပင်မှာ Diablo လို့ထွင်းထားတာကြောင့်သတင်းမီဒီယာတွေကသူ့ကို Diablo စပိန်လိုနတ်ဆိုးလို့နာမည်ပေးခဲ့ကြပါတယ်။မယ်ရီက CCTV ကင်မရာကိုကြည့်နေတဲ့အဲ့ဒီအမျိုးသားရဲ့မျက်နှာကိုသူ့စီကဓာတ်ပုံနဲ့တိုက်စစ်ဆေးကြည့်လိုက်ပါတယ်။သူဟာ Diablo မန်တေချာသွားတဲ့အခါပိတ်ထားတဲ့ခန်းတစ်ခန်းကိုဖွင့်လိုက်ပါတယ်။အဲဒီခန်းထဲမှာအသက်ခံရသူ3ယောက်ရဲ့ဓာတ်ပုံတွေကိုလောင်ချိုင်းတစ်ခုထဲမှာပြသထားပါတယ်။ Diablo ကအိုင်နားမှာချိတ်ထားတဲ့ဆွဲကြိုးတစ်ကုန်းကိုမြင်လိုက်ရတဲ့အခါသူ့ကိုအမြဲတမ်း Diablo လို့ခေါ်ပြီးရဲဆက်ဆက်နှိပ်စက်ခဲ့တဲ့သူ့မိခင်ကိုရုတ်တရက်သွားပြီးသတိရလိုက်ပါတယ်။အဲဒီဆွဲကြိုးကသူ့အမေရဲ့ဆွဲကြိုးဆိုတာသိလိုက်ရလို့အဲဒီဆွဲကြိုးကိုယူပြီးဆွဲထားလိုက်ပါတယ်။မယ်ရီကသားကောင်တစ်ယောက်ရဲ့မိသားစုကDiablo ကိုပြန်ပေးဆက်စေခြင်းတဲ့အကြောင်းအင်တာဗျူးဗီဒီယိုကိုဖွင့်ပြပေးတဲ့နောက်ဓာတ်လိုက်စနစ်ကိုဖွင့်ချလိုက်ရာ Diablo တယောက်သတိလစ်သွားပါတော့တယ်။မယ်ရီကနက်စင်လေးပေါ်မှာတင်ထားတဲ့သမီးလေးရဲ့ဓာတ်ပုံကိုကြည့်ရင်အတိတ်ကိုထပ်ပြီးတော့တွေးမိပြန်ပါတယ်။သမီးလေးလမ်းပြန်ရှောင်းနိုင်မှုအတွက်အကောင်းဆုံးဆရာဝန်တွေနဲ့ကုသပေးခဲ့ပြီးမွေးနေ့မှာစိန်ခံကားတစ်စီးလက်ဆောင်ပေးခဲ့ကြတဲ့အချိန်တွေပါ။ Diablo သတိရလာတဲ့အခါမယ်ရီကသူ့ကိုရင်တွင်းငွေပိုက်တွေရှိတဲ့အခန်းထဲကိုခေါ်သွားပါတယ်။ပြီးတော့အရင်ကသားကောင်တွေဖြစ်ခဲ့တဲ့ဒါလင်နဲ့ Miss Kayla တို့ဘယ်လိုမျိုးရဲရဲဆက်ဆက်အသက်ခံရလဲဆိုတာကိုရှင်းပြပြီး Diablo ကိုလည်းအဲဒီလိုမျိုးအပူဒဏ်ခံရအောင်ပြန်လုပ်ပါတယ်။ဒီလိုသက်သေအထောက်အထားတွေခိုင်မာပြသနေတာတောင် Diablo ကနောင်တမရတဲ့အပြင်မယ်ရီကိုလောင်ပြောင်ပြီးရန်စနေခဲ့ပါတယ်။ဒေါသထွက်သွားတဲ့မယ်ရီကမီးအာယုံခံစနစ်ကိုဖွင့်လိုက်ပါတယ်။မီးရောက်တွေထားလာတဲ့အချိန်မှာမယ်ရီကသမီးလေးလမ်းပြန်ရှောင်းနိုင်ခဲ့ပေမဲ့ပန်းချံတွေကိုတယောက်တည်းသွားရကနေDiablo ရဲ့သားကောင်ဖြစ်ပြီးအသက်ခံခဲ့ရတဲ့အဖြစ်ကိုပြန်တွေးပြီးနေပြန်ပါတယ်။ဒီလိုတွေလုံနိုင်ဖို့မယ်ရီက FBI agent ဖြစ်တဲ့သူ့တငယ်ချင်းစလီနာစီကနေအချက်အလက်တွေကိုလျှို့ဝှက်ရယူခဲ့တာပါ။အကျော်သေးသေးတဲ့ save formula ကိုတွေ့တဲ့အခါမယ်ရီကိုရိုင်းအဲ့ဒီဆေးကိုဖော်ဆက်ပြီးသူ့ခန္ဓာကိုယ်ထဲမှာအချိန်ချင်းစမ်းသပ်ထိုးနှံကဆေးရင်ပေါအောင်လှုပ်ထားခဲ့ပါတယ်။အခန်းထဲမှာပိတ်မိနေတဲ့ Diablo ဟာအပူအာယုံခံစနစ်ကိုကြောက်ခဲနဲ့ပေါက်ခွဲပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်။မယ်ရီကသူ့ကိုအကျော်သေးသေးထပ်ထိုးဖို့အနာကပ်သွားချိန်မှာDiablo ကအကူညီမဲ့နေရန်ဟန်ဆောင်ပြီး
Mary ကိုပြန်တိုက်ခိုက်ပါတယ်။ Diablo က Mary ကိုအကျော်သေးစေးထိုးလိုက်ပေမဲ့ Mary ကလည်းတတိလွတ်မသွားခင်အသင့်ပါလာတဲ့အပိုစီးထိုးအပ်နဲ့ Diablo ကိုပြန်ထိုးလိုက်နိုင်လို့နှစ်ယောက်စလုံးအခန်းထဲမှာအကျော်သေးသွားကြပါတော့တယ်။ဈေးတန်ခံနေရချိန်မှာ Mary က Selena ရဲ့ FBI ကတ်ကိုခိုးပြီးအထောက်အထားခန်းထဲဝင်က Diablo ရဲ့လက်ဝက်ချက်တွေကိုဘယ်လိုရှာတွေ့ခဲ့လဲဆိုတော့ပြန်တွေးနေခဲ့ပါတယ်။အဲဒီကတည်းက Mary ဟာ Sarah လို့နာမည်ရေးထားတဲ့သင်္ချိုင်းကူတစ်ခုရဲ့အနီးနားကခွေးသင်္ချိုင်းတစ်ခုကိုရှာတွေ့ခဲ့တာပါ။မိနစ်40လောက်ကြာတော့ဈေးရင်ပါနေတဲ့ Mary ကအရင်ဆုံးပြန်လှုပ်ရှားလာနိုင်ပြီးဓာတ်ကိုကင်က Diablo ကိုတတ်ဖို့ပြင်ပါတယ်။ဒါပေမဲ့ Diablo ကလည်းရုတ်တရက်ပြန်ထလာပြီးတိုက်ခိုက်တဲ့အတွက်နှစ်ယောက်သားအိမ်ထဲမှာပြေးတန်းလိုက်တန်းနဲ့အပြင်းထန်ရုံးရင်းဆိုင်ခတ်ဖြစ်ကြပါတော့တယ်။အိမ်ပြင်မှာတော့ခင်မဖြစ်သူ Robert နဲ့သူတငယ်ချင်း Selena တို့ရောက်နေကြပါပြီ။အိမ်ထဲမှာတော့ Diablo က Mary ကိုစားဖို့အတွက်သမီးဖြစ်သူ Kelly ရဲ့နတ်စင်ကိုတမင်တက်တက်ဖျက်ဆီးပစ်လိုက်ပါတယ်။ဒေါသကိုမထိန်နိုင်တော့တဲ့ Mary ကအစွမ်းကိုပြန်လဲတိုက်ခိုက်ပါတယ်။ Selena အိမ်ထဲဝင်လာချိန်မှာမတော်တဆဓာတ်ထိုးခံလိုက်ရပေမဲ့ Mary က Diablo ကိုတတိလစ်အောင်လုပ်နိုင်ခဲ့ပါတယ်။ Mary က Diablo ကိုအထူးပြုလုပ်ထားတဲ့ကလေးမှာကျိုးနဲ့တုပ်ပြီးအမှန်တရားကိုဖွင့်ပြောပြပါတယ်။တကယ်တော့ Sarah ဆိုတာ Diablo ရဲ့အမေရင်းဖြစ်ပြီးသူမကသားဖြစ်သူကိုအမြဲတမ်းနှိပ်စက်က Diablo လို့ခေါ်ခဲ့တာပါ။ဂျန်ကိုမခံနိုင်တော့တဲ့ဆို Diablo ကသူ့အမေနဲ့ခွေးကိုတပ်ပစ်ခဲ့ပါတယ်။အဲဒီနောက်သူ့အမေနဲ့ရုပ်ရည်ချင်းစင်တဲ့မိန်းမတွေကိုလိုက်တက်ပြီးကျင်းစာတင်နေတယ်လို့သူယုံကြည်နေတဲ့ရှာတွေကိုဖျက်ပစ်ခဲ့တာဖြစ်ပါတယ်။ Mary က Diablo ရဲ့ရှာကိုဖျက်ပစ်လိုက်ပြီးသူ့ကိုအရှင်လက်မီးရှို့ကရှည်လျားတဲ့လက်စားချေမှုတစ်ခုကိုအဆုံးသတ်လိုက်ပါတော့တယ်။မီးလောင်နေချိန်မှာ Diablo လက်ထဲကနေတပ်ပုံတစ်ပုံကျလာပါတယ်။အဲဒီပုံထဲမှာ Diablo ငယ်ငယ်ကမိဘနှစ်ပါးနဲ့ရိုက်ထားတာဖြစ်ပြီးအဖေဖြစ်သူရဲ့မျက်နှာကို Sarah ကတမင်ဖျက်ဆီးထားတာတွေ့ရပါတယ်။နောက်ရက်တွေမှာတော့မီဒီယာတွေပေါ်မှာသမီးအတွက်လက်စားချေခဲ့တဲ့ Mary အကြောင်းသတင်းတွေပြန့်နှံ့သွားပါတယ်။ဒါပေမဲ့ FBI တွေကတော့ခေါင်းစားနေသေးပါပဲ။ဘာလို့လဲဆိုတော့Diablo တည်သွားတာတောင်မှနောက်ထပ်လူတက်မှုတွေကအရင်တိုင်းဆက်ဖြစ်နေလို့ပါပဲတကယ်တော့လူတက်မှုတွေကိုဆက်ပြီးတော့ကျူးလွန်နေတာက Diablo ရဲ့ဖခင်ဖြစ်နေပါတယ်ဇလန်လေးကတော့မိသားစုအတွင်းကစိတ်တန်ရာတွေဟာတစ်သက်လုံးစာတက်ရောက်မှုရှိပြီးတချို့တန်ရာတွေကဘယ်တော့မှအမှန်တကယ်မပြောက်ကင်းနိုင်ဘူးဆိုတဲ့ကြောက်မက်ဖွယ်သင်ခန်းစာကိုပေးသွားရင်ဇလန်လေးပြီးဆုံးသွားပါတော့တယ်အဆုံးထိနောက်တော့ပေးကြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်များမှာလည်းအခုလိုမျိုးကောင်းတဲ့ဇလန်ကောင်းတွေကို recap အနေနဲ့ပြန်လည်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and follow လုပ်ခဲ့ကြဖို့အားလုံးတောင်းဆိုပါရခင်ဗျာ